မှန်လို့ရေအထူး promotion လေးလာပြီနော်မန္တလေးမှာ20ရက်နေ့ဖွင့်မယ် N5 အတန်းတင်နဲ့ N4 အတန်းတက်လေးအတွက်အထူး promotion လေးအနေနဲ့ဒီတမီးရဲ့အတန်းလေးဖြစ်တဲ့စတောက်ကောင်လုံးအတန်းလေးကိုလည်း18ရက်နေ့မှာဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ရှင်။မကွေးမှာ17ရက်နေ့ဖွင့်မယ် N5 အတန်းတက်လေးအတွက်အထူး promotion လေးအနေနဲ့ဒါဆိုရင်တော့ရန်ကုန်မှာရှိတဲ့ကျောင်းသားကျောင်းသူတွေအတွက် promotion လေးမရှိဘူးလားဆိုတော့ရှိပါတယ်နော်။လှိုင်မှာ17ရက်နေ့ဖွင့်မယ် N5 အတန်းတက်နဲ့ N3 အတန်းတက်လေးအတွက်အထူး promotion လေးအနေနဲ့20ရက်နေ့ဖွင့်မယ် N4 အတန်းတက်လေးအတွက်အထူး promotion လေးအနေနဲ့တောင်းလာမှာဆိုရင်တော့20ရက်နေ့ဖွင့်မယ် N5 တန်းတလေးအတွက်အထူး promotion လေးအနေနဲ့အမေများနေတဲ့ N2 တန်းတက်ချင်တဲ့ကလေးများအတွက်ခိုင်ပါသမီးရဲ့အကြောင်းအရာဖြစ်တဲ့ဆက်စိမ့်ညီဖက်ကျော်ကိုယ်တိုင်တင်ကြားပြသပြီးနဲ့ N2 တန်းလေးနဲ့တောင်းကလာပါမှာဖွင့်ထားပါရနော်။ဒါအပြင်အခြေခံ N5 အတန်းတက်အတွက်စီနီယာဆရာကြီးတွေမှတအုပ်ဖြစ်တဲ့ဝါတာရှိကတင်ကြားပြသပေးသွားမှာဖြစ်ပါတယ်အားလုံးပဲဝါတာရှိနဲ့အတူတူကြိုးစားဖို့ဖိတ်ခေါ်ပါရနော်ခိုင်ပါသမီးတောင်းသားကျောင်းသူများအတွက်အထူး promotion အနေနဲ့တောင်းသားတစ်ယောက်ခေါ်လာရုံနဲ့ဆက်ပြင်ပေးမယ့်အစီအစဉ်လေးလည်းရှိပါရဲ့နော် promotion လေးကိုစိတ်ဝင်စားပြီးအတန်းတက်ချင်သူများအနေနဲ့ဖော်ပြပါသက်ဆိုင်ရာဖုန်းနံပါတ်များကိုအခုပဲအသေးစိတ်ဆက်သွယ်စုံစမ်းလိုက်တော့နော်